အတိတ်မှာကိုမတရားသဖြင့်ဒုက္ခပေးသွားခဲ့တဲ့သူတွေစိတ်ပင်ပန်းဆင်းရဲအောင်လုပ်သွားခဲ့တဲ့သူတွေတဖန်ပြန်ပြီးပေးဆက်ရမယ်ဝေကျွေးကာမအကြောင်းကိုဒီတစ်ခါကြည့်ပေးမှဖြစ်ပါတယ်။အဲ့တော့လက်ရှိအချိန်မှာသူတို့တွေဒုက္ခရောက်နေလားနောင်တရနေလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးသူတို့ရဲ့စိတ်ခံစားချက်ကိုပါကျွန်မအခုဒီခါအသေးစိတ်ကြည့်ပေးပါဖြစ်ပါတယ်။ဒါကြောင့်လေကျွန်မဒီကတ်ထုတ်တစ်ခုတည်းကိုပဲအမြဲတမ်းဆက်ဆက်လန်းလန်းကိုအသုံးပြုခဲ့တာဒီမှာတွေ့လား just did နော်အဲ့တော့ကိုယ့်ပေါ်မှာမတရားသဖြင့်ဒုက္ခပေးသွားခဲ့တဲ့သူတွေရဲ့တဖန်ပြန်ပြီးပေးဆက်ရမယ့်နမိတ်မျိုးကိုပြတ်ပြတ်သားသားကိုတွေ့ရတယ်နော် justice ရဲ့နောက်မှာဘာကတ်ကြလဲဆိုတော့ဒီမှာ8 of wands ပေါ့နော်ဒီကတ်လည်းတွဲပြီးတော့ကြာတာဖြစ်တဲ့အတွက်သူတို့ပြန်ပြီးပေးဆက်ရမယ့်ဝေကျွေးကအရှိန်အဟုန်နဲ့ကိုမြန်ဆန်ဆန်ပဲဘဝတွေကိုရောက်လာမယ်ဆိုတဲ့နမိတ်မျိုးကိုထင်ထင်ရှားရှားကိုပြပေးနေတယ်သူတို့တွေကလေတော်တော်လေးဟန်ဆောင်ကောင်းတယ်လူတွေရဲ့အမြင်မှာတကယ်ကိုရှင်လန်းတက်ကြွပြီးတော့ဘာမှကိုအခက်အခဲမရှိတဲ့ပုံစံမျိုးတဲ့ဖမ်းထားတာเนาะအပြင်မှာတော့အဲ့လိုမျိုးပုံစံမျိုးရှိနေတာဆိုပေမဲ့တကယ်သူတို့ရဲ့အတွင်းဘဝမှာတော့လေငွေကြေးပိုင်းဆိုင်ရာလဲဒုက္ခများနေတဲ့နမိတ်မျိုးကိုတွေ့ရတယ်လူတွေကတော့ဒါကိုမသိဘူးပေါ့နော်သူတို့ကတကယ်ကိုအဆင်ပြေနေရဘာမှမဖြစ်ဘူးအပေါ်ယံဟန်ဆောင်ပြုံးနေတာတကယ်လက်တွေ့ဘဝမှာငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော်တော်ဒုက္ခရောက်နေတယ်ဆိုတဲ့အခြေအနေမျိုးကိုဒီမှာလာပြီးတွေ့နေရတယ်ငွေကြေးပိုင်းနေမဟုတ်ဘူးအခြေရေးအိမ်အောင်ရေးပေါ့နော်အဲ့ဒီကဏ္ဍမှာလည်းအဆင်မပြေဘူးလို့တော့တွေ့တယ်နော်သူတို့ရဲ့သူပေါ့နော်သူတို့ဘေးနားမှာရှိနေတဲ့သူတွေကအရင်ကလိုမျိုးမဟုတ်ဘဲနဲ့ဆက်ဆံရေးတွေအေးဆက်သွားတယ်အဲ့အတွက်အထီးကျန်နေရတယ်နော်အဲ့လိုမျိုးပုံစံမျိုးလေးတွေ့နေရတာဖြစ်တဲ့တော်တော်လေးတော့တောကများနေရတဲ့နမိတ်မျိုးကိုဒီမှာတွေ့နေရပါတယ် Ten of Wands Fire Pentacle ကိုစီကနေလောဘတကြီးနဲ့မတရားသဖြင့်လူယူသွားခဲ့တဲ့အရာတွေငွေကြေးပိုင်းဆိုင်ရာစီးပွားလုပ်ငန်းနောက်တစ်ခါအခြေရေးမှာလည်းအတိုင်းပဲเนาะကိုစီကနေမတရားသဖြင့်ကိုလူကိုသူတို့ဘက်ကိုပါသွားအောင်လူယူသွားခဲ့တဲ့သူတွေဆိုရင်ဒီမှာတွေ့လားမနိုင်ဝင်ထမ်းနေရတယ်ငရဲပန်းကိုရွှေပန်းထင်ပြီးလူယူသွားတာတကယ်တမ်းကျတော့သူတို့ပိုင်ဆိုင်လာတဲ့အရာကအောင်မြင်မှုတစ်ခုအနေနဲ့မဟုတ်ဘဲနဲ့ကိုကိုပဲဝင်ပြီးသွားစေတဲ့အကုသိုလ်ပေါ့နော်အကုသိုလ်တရားတွေနဲ့ဖိစီးနေတဲ့နမိတ်မျိုးကိုတွေ့ရတယ် fire band တကယ်အရာလည်းအတိုင်းပဲเนาะငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းဒုက္ခရောက်နေတယ်လက်တွေပိတ်နေတယ်ကံတွေပိတ်နေတယ်ပေါ့နော်ဒါကလောကနိယာမှာပဲကိုကတခြားသူတယောက်ကိုနာကျင်အောင်ပင်ပန်းဆင်းအောင်လုပ်ခဲ့တယ်ဆိုရင်ကိုအလဲကြရင်လည်းပျော်ရွှင်ရလိမ့်မယ်လို့မျှော်လင့်လို့မရဘူးလေဒါကလောကနိယာမှာပဲဒါကဘရော့မဆိုမှန်ကန်တဲ့အမှန်တရားတစ်ခုပဲစိတ်ထဲမှာကိုပြုတ်ခဲ့တဲ့အကုသိုလ်တရားတွေကြောင့်နောင်တရနေတယ်ပူဆွေးတော့ကရောက်နေတယ်ဒါပေမဲ့အဲ့ဒီခံစားချက်ကိုအပြင်ကိုထုတ်မပြဘူးလူတွေရဲ့အမြင်မှာပျော်ရွှင်နေတယ်လို့မျိုးဟန်ဆောင်ပြီးတော့အပေါ်ယံပြုံးထားတယ်ကိုကြိတ်ခံနေတယ်ကြိတ်လောင်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးလည်းတွေ့ရတယ်โอเคဒါကတော့သူတို့ဘက်ကအခြေအနေအဲ့တော့ကိုယ့်ဘက်ကထားရှိရမယ့်စိတ်အခြေအနေလေးကိုကျွန်မနည်းနည်းလောက်ပြောပြချင်တယ်လောကနိယာမကဘရော့မဆိုတသမတ်ထဲသွားတယ်တခြားသူတယောက်ကိုဒုက္ခပေးသွားခဲ့ပြီးတော့ကိုယ့်ဘဝမှာပျော်ရွှင်ခြင်းလို့လုံးဝမရဘူးအဲ့တော့ကိုယ့်ကိုဒုက္ခပေးသွားတဲ့သူတွေကသူတို့ရဲ့ဘဝမှာပျော်ရွှင်နေရဲဆိုပြီးတော့လေလောကကြီးကိုမတရားဘူးဆိုပြီးတော့မြင်မနေနဲ့အရာအလုံးအချိန်တစ်ခုလိုတယ်အချိန်တစ်ခုရောက်ရင်ကိုပြုတ်ခဲ့တဲ့အကံကကိုယ့်စီကိုပဲတံပြန်တက်ရောက်စမြဲပဲသူတို့တွေဘယ်ချိန်ဒုက္ခရောက်မလဲဘယ်ချိန်နောင်တရမလဲဒါကိုလည်းသိချင်မနေနဲ့ကိုယ့်ရဲ့စိတ်တွေကိုအဲ့ဒီပေါ်မှာအာယုံစိုက်မထားနဲ့ကိုယ့်ဘဝကိုပဲအာယုံစိုက်နော်သူအစဉ်ပြေခြင်းပြေဒုက္ခရောက်ခြင်းရောက်ဒါကိုကိစ္စမဟုတ်ဘူးကိုကဒီဟာနဲ့ပတ်သက်ပြီးကိုယ့်စိတ်ထဲမှာတစ်ခုပဲသိထားမှာကငါကဘာအမှားမှမလုပ်ထားတဲ့အတွက်ငါဒီထက်ပိုပြီးတော့ကောင်းအောင်ပဲစူးစမ်းမယ်ဆိုပြီးတော့အဲ့စိတ်မျိုးလေးနဲ့ကိုယ့်ဘဝကိုအကောင်းဆုံးဆက်ပြီးတော့ရှင်သန်သွားပါနော်။ကျမဆိုရင်အခုနောက်ပိုင်းကာလပေါ့နော်။ကျမစီမှာအခြေအနေနဲ့ပတ်သက်ပြီးတော့တောကရေများနေရသူတွေဆိုရင်ကံပွင့်ကံမြင့်အစီအရင်တွေကိုပညာဒါနအနေနဲ့ထည့်ပြီးတော့သင်ပေးနေတယ်။ဟိုးအရင်တုန်းကဆိုရင်ပညာကြီးသတ်မှတ်ပြီးတော့သင်ပေးခဲ့တယ်ပေါ့နော်။ဒါပေမဲ့အခုနောက်ပိုင်းကျတော့ပညာကြီးမလိုချင်တော့ဘူး။စိတ်မကောင်းပေါ့နော်။ကိုယ်တိုင်လည်းဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့မတရားလုပ်ခံခဲ့ရတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ပူတာဖြစ်တဲ့အတွက်ကိုချင်းလဲစားတယ်เนาะအဓိကမိန်းကလေးချင်းပေါ့เนาะမိန်းကလေးတွေကပို့ပြီးတော့နစ်နာတာ哦မိန်းကလေးချင်းလဲကျမကိုချင်းစားတယ်ဒါကြောင့်ဒီနောက်ပိုင်းဆိုရင်အစီအရင်နဲ့ပတ်သက်တဲ့အရာတွေကိုကျမဘက်ကနေပြီးတော့တိတိကျကျကိုဗီဒီယိုနဲ့တကွကိုတင်ပေးနေတယ်ကိုဘက်ကကျမဘက်ကနေဒီလောက်ထိကူညီပေးနေပါလိမ့်ရဲ့နဲ့ကိုဘက်ကနေ live မလုပ်ဘူးဆိုရင်တော့ကိုတိုင်နဲ့ကိုကံမယ်ကိုဘဝကိုတခြားကိုတစ္ဆာဖောက်သွားတဲ့သူတွေကိုလိုက်ကြည့်ပြီးတော့ပူလောင်မနေနဲ့အချိန်နဲ့ကုန်တယ်ကိုစမ်းနေပွင့်လာအောင်အခြေအနေနဲ့ပတ်သက်ပြီးတော့စမ်းနေပြန်တက်လာအောင်လက်ပိတ်နေရဆိုရင်လက်တွေပွင့်လာအောင်ကိုဖန်တီးယူလို့ရနေရလေဘာကြောင့်တခြားသူတယောက်ကိုလိုက်ကြည့်ပြီးတော့ပူလောင်နေမှာလဲ
ကိုယ့်ဘဝကိုတောက်ပပြလိုက်ဒီထက်ပိုပြီးတော့ကိုယ့်ဘဝကိုတိုးတက်မြင့်မားလာအောင်အခြေအနေနဲ့ပတ်သက်လာရင်တကယ်ကိုယ့်အပေါ်မှာလက်တွဲပေါ်ကောင်းနဲ့ရလာအောင်လုပ်လို့ရတယ်เนาะဘယ်အရာမှလုပ်လို့မရဘူးဆိုတာမရှိဘူးဒီဗီဒီယိုကိုကြည့်ပြီးသွားပြီဆိုရင်ဒီနောက်ပိုင်းကာလမှာဗီဒီယိုမေးဖို့အတွက်ကိုဘုတ်ကင်ယူပြီးဆိုရင်ကျမစီမှာကံပွင့်ကံမြင့်အစီအရင်လုပ်နည်းလေးကိုတောင်းပါကျမသင်ပေးနေတယ်เนาะဒါလေးကိုသိစေချင်လို့ဒါလေးထည့်ပြောပေးထားတာပါ